ပိုလာဘောဟာစီတူပုကွန်နဲ့အညက်ခံရပြီးအနည်းနာကအင်တီအီစီအကူကြီးလာတောင်းနေပါတယ်အမျိုးသားလည်းဒီပိုလာဘောကအိမ်နေမပြမခံစားမိတာနဲ့အရဲဆုံးပြီးစီတူပုကွန်ကိုတွားဆွဲနေပါတယ်ဒါပေမဲ့ဘလို့မှဆွဲထုတ်လို့မရပါဘူးပိုလာဘောရဲ့ရှာကတော်တော်နဲ့တဲ့အထိအညက်ခံရပါတယ်မြင်ရတဲ့သူတော်နာကျင်ခံစားမိပါတယ်အမျိုးသားလည်းပိုလာဘောကြီးဒဏ်ရာပေါ်နဲ့သွားမှဆိုလို့အားသိမဆိုင်ရပါဘူးပိုလာဘောကလည်းဒီအမျိုးသားဘာမှလုပ်မရတာကိုမြင်တော့စိတ်တက်ကြပြီးလှည့်ပြန်သွားပါတယ်ဘယ်သူလာခဲ့ပေးနိုင်မလဲမသိတာနဲ့ကုညီယာမဖြစ်နေတာပေါ့ရှာကညက်နေတော့အစာလည်းစားမရပါဘူးအချိန်တော်ကြာအစာမစားရတော့အားရင်နေလဲကုန်ခန်းနေတာကြပါပြီအမျိုးသားလည်းမကြည့်ရတော့တာနဲ့ကယ်ဆယ်သမားတွေစီအမြန်ဖုန်းဆက်လိုက်ပါတယ်ကယ်ဆယ်သမားတွေကခဏလေးအတွင်းရောက်လာပြီးပိုလာဘောကိုမေစစ်တနက်နဲ့ပစ်လိုက်တော့ပိုလာဘောလည်းလဲကျသွားပါတယ်လူတွေကစီတူပုကွန်ကိုညှက်ထုတ်လိုက်တဲ့အချိန်ပိုလာဘောရဲ့ရှာမှာဒဏ်ရာအကြီးကြီးတစ်ခုကျန်နေခဲ့ပါတယ်လူတွေလည်းဒဏ်ရာကိုအရေးပေါ်ကုသပေးလိုက်ပေမဲ့သူ့ဒဏ်ရာကထင်ထတာတဲ့ကိုပို့ဆိုးပါတယ်ရှာတစ်ခုလုံးပြတ်ထွက်တော့မဲ့အတိုင်းပါပဲအချိန်မီမကုသဘူးဆိုရင်မလိုလားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်သွားမှာပါဒါကတော်ရင်တရိတ်ဆန်ဖြစ်တဲ့ပိုလာဘောအတွက်အတော်ပြင်းထန်တဲ့ရိုက်ခတ်မှုတစ်ခုပါပဲလူသားတွေကလည်းသူ့ကိုကားပေါ်မြန်တင်ပြီးတရိတ်ဆန်စေးရုံမှာကုသဖို့ခေါ်သွားပါတယ်တပတ်ကြာမှတရိတ်ဆန်ထိသိမ်းစင်တာကလူတွေကပိုလာဘောကိုဘေးမဲ့ပြန်လွတ်ပေးလိုက်ပြီးအနားမှာငါးတွေစုပြုံပေးထားပါတယ်